ဘယင်ကြီးဟာသူ့သားအတွက်လိုအပ်တာအားလုံးလှုပ်ဆောင်ပြီးနောက်သူ၏သားသည်သူ့ခြေရာအတိုင်းလိုက်နိုင်ကနောက်တော့ဘယင်တစ်ပါးဖြစ်လာလိုက်မည်ဟုအားရကျေနပ်နေခဲ့ပါတယ်။ဘယင်ကြီးသည်ဥယျာဉ်တော်အပါအဝင်နန်းတော်မြို့ရိုးများတို့ကိုမြင့်မြင့်ကာရံမှုအတွက်အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ဒါပေမဲ့မင်းသားလေးသည်နန်းတော်ထဲမှာနေရတာဟာထောင်သားတစ်ယောက်ကဲ့သို့နေရသဖြင့်မပျော်ပိုက်ခဲ့ပါ။တနေ့မှာတော့မင်းသားလေးသည်သူ့အဖေဘယင်ကြီးကိုအဖေခမသားတော်နန်းမြို့ရိုးဂိတ်အပြင်ဘက်ကိုသွားမှဖြစ်တော့မယ်။အခြားပြည်သူတွေဘလို့နေထိုင်ကြရဲဆိုတာကိုသွားကြည့်မှဖြစ်မယ်လို့ပြောကြားခဲ့ပါတယ်။အလွန်ကောင်းမွန်တဲ့သားတော်လို့ဘယင်ကြီးကပြန်ပြောခဲ့ပြီးသားတော်မြို့ထဲမှာနေကြတဲ့ပြည်သူတွေဘလို့နေထိုင်ကြရဲဆိုတာကိုနန်းမြို့ရိုးအပြင်ဘက်ထွက်ကြည့်သင့်တယ်။ဒါပေမဲ့ရှေးဦးစွာငါဤမြင့်မြတ်သောသားတော်ဤလှည့်လည်ကြည့်ရှုခြင်းအတွက်အလွန်ကောင်းမွန်စေရန်ဒီအရာတွေကိုပြင်ဆင်ရမယ်။ပြည်သူပြည်သားများကလှပစွာပြင်ဆင်ပြီးသောအခါချစ်လှစွာသောသားတော်ယခုမြို့ရင်းသို့လှည့်လည်ကြည့်ရှုဖို့ရန်သွားရောက်နိုင်ပါပြီဟုဘယင်ကြီးကပြောကြားခဲ့ပါတယ်။မင်းသားငယ်သည်လမ်းများထောက်လျှောက်လှည့်လည်သွားလာသည့်အခါမှာတော့ပြည်သူပြည်သားအလုံးတို့၏တဲများအပြင်ဘက်လမ်းပေါ်သို့ရုတ်တရက်ထွက်လာကြသည်မှာညစ်ပတ်ဆုပ်ပေသောအဝတ်များနှင့်အလွန်ရှည်ရသည့်ငွေရောင်သမင်ကြီးနှင့်လူတစ်ယောက်လည်းထွက်လာခဲ့ပါတယ်။ထိုလူအို၏မျက်နှာပေါ်ရှိအရေးတို့သည်လည်းခြောက်ကပ်တွန့်လိန်နေခဲ့ပါတယ်။သူ၏ဟောပတ်လိုက်နေသောမျက်စိတို့သည်လည်းမှုန်မိုင်းပြီးကန်းလူနီးပါးဖြစ်နေပါတယ်။ပါးစပ်ထဲတွင်လည်းသွားများလည်းမရှိတော့ပါ။သူ၏မတ်တပ်ရပ်ခြင်းသည်လည်းဒုက္ခတစ်ခုကိုကိုင်နာတော်လဲတုံလုံးလေးရန်နေပြီးသူသည်လဲကျမသွားရအောင်သူ၏အလွန်ပိန်ရသောလက်နှစ်ဖက်ဖြင့်ထိန်းထားခဲ့ရပါတယ်။ရင်တောင်စားလူကိုကြည့်သည်သူဘေးရှိလူတို့ကြီးကိုစိတ်မဝင်စားနိုင်ပဲလမ်းထောက်လျှောက်ရိမ့်ရိုင်နေခဲ့ပါတယ်။တောင်စားလူကြီးစီသူ၏တစ်ခုခုမှမစားရရဲ့ဒီနေ့ပဲသိရပါတော့မယ်။သူ့ကိုအစားအစာပေးကြကျွေးကြပါလို့အနားရှိလူတို့ကြီးကိုတောင်းရင်အားနွဲ့ကြီးနဲ့စွာစကားပြောနေခဲ့ပါတယ်။မင်းသားလေးကသူ့လူကြီးကိုမြင်တွေ့ရပါတယ်။ထို့အခါလူကြီးကိုမင်းသားလေးဤဘဝတွင်ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရခြင်းဖြစ်သည့်အတွက်မင်းသားလေးသည်ဘာကိုကြည့်မြင်နေခဲ့ရသည်ကိုပင်မသိခဲ့ပါ။အဲ့ဒါဘာကြီးလဲဆန္ဒဟုသူ၏မြင်လဲမောင်နှမကိုမင်းသားလေးကမေးမြန်းခဲ့ပါတယ်။ဒါဟာတကယ်လူတစ်ယောက်တော့မဖြစ်နိုင်ဘူး။ဘာကြောင့်ဒီလောက်ကြီးကုန်းကိုင်းနေရလဲ။သူသည်ဘာအတွက်ထုံလုံးချောက်ချားနေရပါသလဲ။ဘာကြောင့်သူ၏စပင်များသည်ကျွန်တော်ဘက်သို့မဲနှံ့နေပဲငွေရောင်ချစ်နေရပါသလဲ။သူ၏မျက်စိများသည်ဘာမျက်မှရွံ့နေပါသလဲ။သူ၏သွားများသည်ဘယ်ရောက်နေပါသလဲ။လူကြီးတွေကိုဒီလိုပဲမြှောက်ခဲ့ပါသလား။အဲ့ဒါဘာကြိတ်ပဲလဲဆိုတာကိုကျွန်တော်ကိုပြောပြပါလား။အိုကောင်းမွန်လာပါတော့စန္ဒအဲ့ဒါလူကြီးမဟုတ်ပဲစန္ဒကမင်းသားလေးကိုပြောပြခဲ့ပါလေ။ဒါပေမဲ့သူသည်ထိုကဲ့သို့မွေးဖွားလာခဲ့သည်မဟုတ်ပါ။ငွေရွှင်စင်းလုံးကကျွန်တော်တို့အတိုင်းပါပဲ။သူ၏အသက်အိုမင်းရင်ရောလာတော့ကြောင့်သူသည်ယခုကဲ့သို့ဖြစ်လာခြင်းဖြစ်ပါရဲ့။အဲ့ဒီလူကိုမေးလိုက်ဖို့ရန်စန္ဒမမင်းသားလေးကိုပြောခဲ့ပါတယ်။ဒါပေမဲ့မင်းသားလေးကမကျေနပ်ခဲ့ပါကမ္ဘာလောကတွေကလူသားတိုင်းကအသက်အရွယ်ကြီးရင်လာလည်းထိုလူကြီးကဲ့သို့ဖြစ်နိုင်ပါတယ်အဲ့ဒါကိုမချိန်သိမ်းနိုင်ကြပါဘူးလို့စန္ဒပြောခဲ့ပါတယ်မင်းသားလေးကအလွန်ဝမ်းနည်းဝါပြီးချစ်ချင်းတဲ့စန္ဒကိုနန်းတော်သူပြန်မဖို့ရန်အမိန့်ထုတ်ခဲ့ပါတယ်သူသည်ရင်းဦးမင်းရင်ရောခြင်းဇရာဒုက္ခအကြောင်းကိုလေးလေးနက်နက်စဉ်းစားကြည့်ခဲ့ပါတယ်မင်းသားလေးအပါအဝင်လူသားအလုံးဟာဒီနေ့မှာတော့အုံမေးစီနဲ့ဝမ်းနေခြင်းများဖြစ်လာရပါမယ်ချမ်းသာကြွယ်ဝသူတကူအာနာပြေဝသူများအပါအဝင်ညီသူမရင်အုံမေးရင်ရောခြင်းကိုဇရာဒုက္ခကိုမထိန်ချုပ်နိုင်ခဲ့ပါထုံညမှာမင်းသားလေးအတွက်နန်းတော်မိသားစုများမှာညစာစားပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်မင်းသားလေးသည်ရင်းညစာစားပွဲစိတ်ပါကပြနေသည့်ထိုအလုံးပေါ်မှာပျော်ရွှင်ခြင်းစိတ်ပါဝင်စားခြင်းမရှိခဲ့ပါတနေ့နေ့တစ်ချိန်ချိန်မှာတော့သင်တို့အားလုံးလူတိုင်းသည်အသက်
ကြီးလာကြရမည်အလွန်အင်မတန်ချောမောလှပသူများသည်ပင်အိုမင်းရင်ရောလာကြမည်ဆိုတာကိုမင်းသားလေးသည်တစ်ချိန်လုံးစဉ်းစားနေခဲ့ပါတယ်မင်းသားလေးသည်အချိန်ကုန်လွန်သွားသည့်တိုင်အိတ်မပြောနိုင်ခဲ့ပါတနေ့မှာတော့လူတိုင်းဟာသရောင်းစားလူကိုကြီးလို့အိုမင်းရင်ရောလာကြသပင်းတွေဖြူလာကြချီနဲ့လာကြသွားရီကျိုးပြီးရုပ်ဆိုးလာကြမယ်လို့မင်းသားလေးဟာစဉ်းစားတွေးတောလိုက်ရအဲ့ရထဲမှာအချိန်ကုန်လွန်ခဲ့ပါတယ်မင်းသားလေးသည်ရင်းအိုမင်းရောစဉ်ဆရာဒုက္ခကိုထိန်းချုပ်နိုင်သည့်နီလန်ကိုရှာဖွေတွေ့ရှိခဲ့သူတဆုံတယောက်များရှိခဲ့လည်းသိကျင်နေခဲ့ပါတယ်အဲ့ဒီအကြောင်းအလုံးစုံကိုဘယင်သိကြားသိရတော့ကအလွန်အင်မတန်ဝမ်းနည်းစိုးရိမ်ခဲ့ပြီးဒီအကြောင်းအရာသည်သူ၏သားနန်းတော်မှထွက်ခွာသွားဖို့ရန်အကြောင်းဖြစ်လေမလားဟုစဉ်းစားနေခဲ့ပါသည်ထို့ကြောင့်ဘယင်ကြီးသည်ညစာစားပွဲသို့တက်ရောက်လာကြသူတို့ကိုပုံမကားပြကြဖို့နှင့်ညစာသုံးဆောင်ကြဖို့ကိုပြောကြားခဲ့ပါတယ်သို့တော်လည်းမင်းသားလေးသည်ဖခင်ဘယင်ကြီးကိုသူ၏လက်လက်သိရှုခြင်းကိုလူတို့ကအနှိမပေးပဲပုံမှန်နေများသို့ကပိလဝတ်သို့တွာလာကြည့်ရှုဖို့ရန်နှင့်သူ့ကိုတွားခွင့်ပြုပါရန်တောင်းဆိုခဲ့ပါတယ်